အသက်14နှစ်အရွယ်သားရှိသေးတဲ့ကလေးတစ်ယောက်ကလူတစ်ယောက်ကိုတတ်တယ်။ဒါကတိတ်မထူးဆန်းသေးပေမဲ့သူကတပ်ပြီးတဲ့နောက်မှာတေဆုံးသူရဲ့ခေါင်းကိုသူတို့ကြောင်းရှိကဂိတ်တကားမှာချိတ်ထားခဲ့ပါတယ်။ဒီအမှုကဂျပန်သမိုင်းမှာကြောက်စရာကောင်းဆုံးအမှုဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။1998ခုနှစ်မေလ29ရက်ဂျပန်နိုင်ငံရဲ့တာယာလှပတဲ့ခုံဘင်းမျိုးရဲ့မနက်ကလေးတစ်ခုမှာတော့ကြောက်စရာကောင်းတဲ့မြင်ကွင်းတွေနဲ့အတူရုပ်ဆိုးအကြည့်တန်ခဲ့ပါတယ်။တိုမိုဂါအိုကအလဲတန်းကျောင်းရဲ့ကျောင်းဆောင်ကသူကပုံမှန်အတိုင်းသူတို့ကျောင်းဂိတ်တကားကိုဖွင့်မှုပြင်လိုက်တဲ့အချိန်မှာသူ့မျက်လုံးသူမယုံနိုင်လောက်အောင်ကြောက်ဖို့ကောင်းတဲ့မြင်ကွင်းကိုသူမြင်ခဲ့ရပါတယ်။အဲ့ဒါကတော့သူတို့ကျောင်းဂိတ်တကားရဲ့အလဲတဲမှာသွေးအေးနဲ့တင်ထားတဲ့ကလေးငယ်တစ်ယောက်ကိုဖျက်တောက်ထားတဲ့ဥကောင်းခွန်တစ်ခုပါ။ဒါဟာရုပ်ရှင်မဟုတ်ပါဘူး။လက်တွေ့ဘဝမှာတကယ်ဖြစ်ပျက်သွားခဲ့တာပါ။အသက်ခံရသူတည်ဆုံးသွားတဲ့ကလေးငယ်ကအသက်17နှစ်အရွယ်ဂျွန်ဟာဆဲပဲဖြစ်ပါတယ်။နောက်ပြီးကလေးငယ်ရဲ့ပါးစပ်ထဲမှာနီရဲနေတဲ့မှင်နဲ့ရေးထားတဲ့စာတစ်စောင်ကိုလည်းတွေ့ခဲ့ရပါသေးတယ်။အဲ့ဒီစာထဲမှာရေးထားတာကဒါဟာဂိမ်းတစ်ခုရဲ့အစပဲငါ့ကိုတားနိုင်ရင်တားကြည့်ကြစမ်းရဲအရာရှိတို့ငါလူတက်ရတာကိုတိတ်ပျော်တာပဲလူတွေတည်သွားတာကိုမြင်ရတာဟာငါအတွက်အရှားတာပဲဆိုပြီးတော့သူဟာရေးထားခဲ့တာပါ။ဒီသတင်းကဂျပန်နိုင်ငံလုံးကိုတုံ့လှုပ်သွားစေခဲ့ပါတယ်။မိဘတွေကသူတို့ရဲ့ကလေးငယ်တွေကိုကြောင်းအောင်မလွှတ်ရဲတော့ဘူး။လမ်းမှာလူသက်သမားရှိနေပြီဆိုတဲ့အတီးစိတ်ကမိဘတိုင်းရဲ့စိတ်ကိုခြောက်လန့်နေခဲ့တယ်ပေါ့နော်။ဒါပေမဲ့လူသက်သမားကတော့သူကရှက်မသွားခဲ့ပါဘူး။သူတို့ရဲ့ဒေတာခံသတင်းစာထိုက်ကိုတော့ထပ်မံပြီးတော့စာတစ်စောင်ပေးပို့ခဲ့တယ်ပေါ့နော်။အဲ့ဒီစာထဲမှာသူကသူ့ကိုယ်သူစေအီတိုဆာကာကီဘာရာလို့နာမည်ပေးထားပြီးတော့ငါနာမည်ကိုမှားခေါ်တဲ့သူတွေကိုငါရဲ့ဒေါသကအဆုံးစီရင်လိမ့်မယ်ငါဟာကလေးငယ်တွေကိုတတ်နေတာမဟုတ်ဘူးငါကိုတတ်နေတာပဲစသဖြင့်ပေါ့နော်စိတ်တစားဆန်ဆန်စိတ်ဝေဒနာရှင်တယောက်လိုမျိုးရှိထားတဲ့စာကိုသူကပေးပို့ခဲ့တာပါလူသက်သမားကဂျွန်လေးကိုမတက်ခင်မလာတုန်းကလည်းသူကအသက်10နှစ်အရွယ်သားရှိသေးတဲ့အာယာကာဆိုတဲ့မိန်းကလေးငယ်ကိုတန်ပိုင်လုံးနဲ့ပြပြင်းထန်ထန်ရိုက်နှက်ခဲ့ရပေါ့နော်ကလေးမလေးလဲကျသွားတာမှပဲသူကထပ်မံပြီးတော့အချိန်ချင်းရိုက်နှက်ခဲ့တာကြောင့်ဦးကောင်းတရားပြင်းထန်စွာရရှိပြီးတော့စေယုံတက်ခဲ့ရပါတယ်။စေယုံမှာတယ်မဲ့10ရက်အကြာမှာပဲဒီဦးကောင်းတရားကြောင့်ပေါ့နော်ကောင်မလေးကတည်ဆုံးသွားခဲ့တယ်။နောက်ပြီးအဲ့ဒီအပြင်နောက်ထပ်ကလေးငယ်တဦးကိုလည်းဓာတ်နဲ့ထပ်မံပြီးတော့ထိုးတက်ခဲ့ပါသေးတယ်။ဒီဖြစ်ရပ်တွေကဒုတိယမြောက်လူသက်ခေါင်းဖြတ်မှုမတိုင်ခင်မှာပဲဖြစ်ပျက်သွားခဲ့တဲ့အဖြစ်အပျက်တွေပါရဲတွေကဒီလောက်ရက်စက်တဲ့လူသက်သမားကအသက်30ကနေ40ကြားအရွယ်ရောက်ပြီးသားလူတစ်ယောက်ဖြစ်လိမ့်မယ်လို့တွေးခဲ့ကြတာပါ။ဒါပေမဲ့ဇွန်လ28ရက်နေ့တရက်ခန့်ကိုဖမ်းမိတဲ့အချိန်မှာတော့တနိုင်ငံလုံးကအံ့ဩမြင့်တက်ခဲ့ရတယ်ပေါ့နော်။တရက်ခန့်ကအသက်14နှစ်အရွယ်သားရှိသေးတဲ့ကျောင်းသားတစ်ယောက်ဖြစ်တဲ့ဘွိုင်းအင်ဖြစ်နေလို့ပါပဲ။အဲ့အချိန်တုန်းကတရက်ခန့်ကအသက်မပြည့်သေးတဲ့အတွက်မီဒီယာတွေကသူ့ရဲ့နာမည်အရင်းကိုဖော်ပြထားခြင်းမပြုဘဲနဲ့ဘွိုင်းအင်ဆိုပြီးတော့နာမည်အစားထိုးသုံးနှုန်းထားခြင်းပဲဖြစ်ပါတယ်။တရက်ခန့်နဲ့ခေါင်းဖြတ်သက်ခံရတဲ့ကလေးချွန်ကသူတို့ကအိန္ဒိနာချင်းနေပေါ့နော်။ညီကိုလိုခင်ချရတဲ့သူတွေလို့လည်းပြောပါတယ်။တွန်လေးကသူ့ကိုအကိုတယောက်လိုရှုံကြည့်ပြီးတော့သူခေါ်တဲ့နောက်ကိုလိုက်သွားခဲ့တာပေါ့နော်။အဖြစ်မဲ့တဲ့ကလေးငယ်တယောက်ကသူအကိုလိုယုံကြည်ရတဲ့သူတယောက်ကသူ့ကိုခေါင်းဖြတ်တက်လိမ့်မယ်လို့တော့ဘလို့မှတွေးမိမှာတော့မဟုတ်ပါဘူး။စုံစမ်းစစ်ဆေးချက်တွေအရဒီတရက်ခန့်ကောင်လေးကသူကငယ်စဉ်ကတည်းကတလိမ့်ဆန်လေးတွေကိုညှဉ်းပန်းနှိမ့်ဆက်ရာကနေပြီးတော့ကြီးလာတဲ့အချိန်မှာလူတက်တဲ့အထိသူ့ရဲ့စိတ်ပိုင်းဆိုင်ရာပျက်စီးနေတာကိုတွေ့ခဲ့ရပါတယ်။အလောင်းသားမှာဝိပြူတာတွေတေဆုံးပြီးသားအလောင်းတွေရဲ့သွေးတွေကိုတောက်သုံးတာမျိုးတွေပြုလုပ်ခဲ့တယ်လို့လည်းသူကထွက်ဆိုခဲ့ပါတယ်။ဒီနေရာမှာဒေါသဖြစ်စရာကောင်းတာကအဲ့ဒီအချိန်တုန်းကဂျပန်နိုင်ငံရဲ့ဥပဒေပါပဲလူသက်တရက်ခန့်ကအသက်14နှစ်အရွယ်ပဲရှိသေးတာကြောင့်သူ့ကိုထောင်ဒဏ်သို့မဟုတ်တေဒဏ်ချမှတ်လို့မရခဲ့ဘူးပေါ့နော်သူကလူငယ်ပြုပြင်ရေးစခန်းကိုပဲတွားခဲ့ရပါတယ်အသက်ခံခဲ့ရတဲ့ကလေးတွေရဲ့မိဘတွေရဲ့နေရာမှာခံစားကြည့်ပါကိုယ့်ရဲ့ကလေးကိုရရဆက်ဆက်ခေါင်းဖြတ်တက်ခဲ့တဲ့သူကအသက်မပြည့်သေးတဲ့လူငယ်တစ်ယောက်ဖြစ်နေတဲ့အတွက်ကြောင့်လူငင်းချမ်းသာခွင့်ရှားသလိုမျိုးဒီဖြစ်နေတာမျိုးကပေါ့နော်မိဘတွေရဲ့ရှင်ထဲမှာဘလောက်ထိနာကျင်စရာကောင်းမလဲဆိုတာတွေးကြည့်လို့တော့မရပါဘူးဒီမှုကြောင့်ဂျပန်နိုင်ငံဟာဥပဒေတွေကိုပြောင်းလဲပြင်ဆင်ခဲ့ရပါတယ်လူငယ်ဖြစ်ပေမဲ့လည်းရက်စက်တဲ့အမှုကျူးလွန်ရင်အပြစ်ပေးနိုင်မဲ့ဥပဒေတွေအသက်အရွယ်တွေကိုပြောင်းလဲပြင်ဆင်ခဲ့ရတယ်ပေါ့နော်ဒီနေ့ဒီအချိန်မှာတော့အဲ့ဒီလူသက်သမားဘွိုင်းအင်ဟာလွတ်မြောက်နေပါပြီ2015ခုနှစ်မှာသူကဇက်ကေးဆိုတဲ့နာမည်နဲ့သူဘလို့လူတွေတက်ခဲ့တယ်ဆိုတာကိုစာအုပ်ရေးသားထုတ်ဝေခဲ့ပြီးတော့ပတ်စံရှာခဲ့ပါသေးတယ်ဒီလောက်ရက်ကအသက်ခံခဲ့ရတဲ့မိသားစုတွေရဲ့စိတ်ဓာတ်ရာကိုစားနဲ့ပတ်သက်လို့မျိုးအတော်လေးယွန်ရှာစရာကောင်းတဲ့လောက်ရက်ပါဒီဖြစ်ရက်ကနေပြီးတော့ကျမတို့ကိုပေးခဲ့တဲ့သင်ခန်းစာကတော့တခါတရံလူဆိုးတွေဟာကျမတို့ရဲ့အနားမှာပဲရှိနေတတ်ပြီးတော့ကျမတို့ရဲ့ဘေးနာကအပြစ်ကင်းစင်ပုံရတဲ့မျက်နှာဖုံးအောက်ကလူတွေဆိုတာပါပဲဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲစုံတဲ့ဒီကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင့်တာယာတဲ့နေ့လေးဖြစ်ကြပါစေနော်